အဲ့တော့ဒီမှာလေဒီကလေးနဲ့ပတ်သက်လို့ဆရာတို့လိုအပ်တဲ့ကျွေးတော်မွေးတာနေခင်းနေကြတော့သမင်းပြန်စားကြတာဒီမှာပဲစားကြမဟုတ်သူတို့သမင်းကြိုက်နေသူတို့လာထားတယ်ဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့ဘယ်ညနေဆိုပဲချင်းပြန်လွတ်လေညနေ3နာရီနဲ့ကျော်လွတ်ပြီကျွန်တော်ဒီဘုံကပြန်ပို့တော့ပေါ့ဟုတ်ကဲ့3မိနစ်နဲ့3မိနစ်ဒီမှာ3မိနစ်တောင်းလာ3မိနစ်3မိနစ်ဆရာနဲ့ဟုတ်ကဲ့ဝန်တော်ပါလေဗျာအခုကျွန်တော်တို့မြန်မာပြည်တော်စုမှာကအစိုးရနဲ့နိုင်ငံရေးစနစ်ကအားနည်းချက်တွေကြောင့်ပြည်တွင်းစစ်ကြာရှည်ခဲ့တဲ့အကြောင်းနောက်ဆုံးဒီထိခိုက်နေတာနေရတာမျိုးဆက်သစ်တွေနဲ့လက်ရှိအခြေအနေပေါ့အဲ့တော့ကိုကြောက်ရှိနေတဲ့နေရာမှာတိုင်းပြည်ရဲ့အညွန့်ဖူးလေးတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ပညာရေးကိုအခုလိုပေါ့ဆရာတို့ကစိတ်စေတနာထားပြီးတော့ကြိုးစားပေးနေတာအမှန်တန်တန်မှုရှိပါတယ်တန်ဖိုးမဖြတ်နိုင်ပါဘူးဘာလို့ဆိုတော့နောက်တစ်ချိန်မှာဒါမြန်မာပြည်တော်စုကြီးအတွက်ဒီကလေးတွေထဲကသမတတို့ဝန်ကြီးချုပ်တို့တကယ်ကျဲတွေခေါင်းဆောင်တွေထင်မောကြောကြားမဲ့တိုင်းပြည်အတွက်အမှန်တန်မှုရှိတဲ့ပုံကိုယ်တွေမပေါ်လာဘူးဘယ်သူမှမပြောနိုင်ဟုတ်လားတကယ်အခုချိန်မှာသူတို့လေးတွေကဒီအိုးထိန်းတဲ့ဒီအိုးလုံနေတဲ့ကာလမွန်မှန်အပြောက်လေးတွေနဲ့တေချာရက်ပုံသွင်းပေးနေတဲ့အခြေအနေဆိုတော့တန်မှုရှိတဲ့ခိုင်မာတဲ့နော်စိတ်ယုံကြည်စိတ်ချတဲ့နာဂတ်ခေါင်းဆောင်လောင်းလေးတွေဖြစ်လာဖို့အတွက်ဆရာတို့ရဲ့စိတ်စေတနာပေးဆက်မှုအမျိုးမြင်ကြည့်မှုနောက်တစ်ခါဉာဏ်ပညာနဲ့လက်ရှိကိုရောက်နေတဲ့နိုင်ငံရဲ့အတွေ့အကြုံတွေကနေပြီးတော့အကောင်းဆုံးဆိုတာထုတ်နှုတ်ပြီးအသုံးချနိုင်မှုပုံမှာသွားမှုတည်တာပေါ့ကျွန်တော်တို့ကတော့ကျွန်တော်တို့မျိုးဆက်တွေကိုခံယူချက်အရယုံကြည်ချက်အရစိတ်ဓာတ်အရငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့မြန်မာပြည်တော်စုအတွက်ပဲစီစီလုံးလုံးညီညွတ်ညွတ်နဲ့ဒီအဖိုးတန်သောလူငယ်တွေဖြစ်လာစေခြင်းနဲ့တမိုးမဲ့ပြီးတော့တေပေလေလွင့်အချိန်တန်မိုးနားမလဲပြည်တော်စုရဲ့ဒါဆိုတဲ့စိတ်ဓာတ်လည်းမရှိလူဖြစ်ရခြင်းဆိုတဲ့ဒီအာနိသင်အထိပ္ပယ်ကိုလည်းတမိုးမထားတဲ့ကလေးတွေမျိုးကျွန်တော်တို့မဖြစ်လာစေချင်ဘူးအဲ့လိုကျွန်တော်တို့ခေတ်မှာအာဆီယနာရှင်စနစ်မှာလူရယ်လို့တမိုးအထားမခံခဲ့ရတော့ကိုလူရယ်လို့လည်းပြင်းနားလေခံယူတဲ့လူကရှားသွားတယ်အဲ့တော့တေပေလေလွင့်ပြီးတော့ဒီထင်ရဆိုင်တဲ့လောက်ရတွေမငြင်းမညွတ်သွေးကွဲပြီးတော့ချင်းချင်းဒီရန်ဆောင်မန်ဆောင်နဲ့လူသားမဆန်တဲ့အလုပ်တွေကျွန်တော်တိုင်းပြည်ထဲမှာအများကြီးဖြစ်လာတယ်ပြည်တွင်းစစ်တွေကစတာပေါ့ဘယ်လိုပဲပြောလက်နက်ဆိုတာကိုကင်ဆွဲပြီးတော့အပြိုင်ကျဲသမျှကျွန်တော်နိုင်ပွဲမရနိုင်ဘူးဆိုတာကလေးတွေကိုတော့စနစ်တကျလေးတေချာလေးပုံမာလေးပြောပေးစီချင်တယ်ကျွန်တော်လက်ထက်မှာကျွန်တော်ဒီကလေးတွေကြီးပြင်းလာတဲ့လက်ထက်မှာတောက်ဒီမျိုးတနတ်ကင်တဲ့လူတွေကြောက်လားကြောက်တယ်ဟောမကြောက်ဘူးတဲ့တယောက်ကမကြောက်တားကင်မှုတွေဟာဘယ်မှာကင်တာလဲသားဟာဗမာဦးသားကင်ဟာအပအေးတသားတို့ကတနတ်ကင်ဆွဲပြီးတော့အပြိုင်ကျဲလို့ရှင်နိုင်ပွဲဆိုတာဘယ်တော့မှမရှိဘူးတဲ့သူဦးသူပြစ်ကိုဦးသူပြစ်နော်ကိုမဦးသူပြစ်နော်အဲ့ဒါတနတ်နဲ့လောက်တာမကောင်းနှလုံးသားဆိုတဲ့စိတ်စေတနာနူးညံ့မှုနဲ့နော်အပြန်လန်ကိုချင်းစာမှုတသားကိုလာစိတ်ဆွဲရင်တသားကြိုက်လားအဲ့လိုပဲ तू ကလည်းသူ့ကိုသွားစိတ်ဆွဲ तू မကြိုက်ဘူးအဲ့တော့သူ့ကိုလည်းကိုစိတ်မဆွဲနဲ့ကိုကိုလည်း तू စိတ်မဆွဲအောင်နှလုံးသားချင်းရင်းနှီးပြီးတော့ချစ်ခင်ကျင်နာတရားနဲ့ငါတို့ညီနောင်ဘွားတွေပါလားငါတို့မြန်မာပြည်သားတွေပါလားဆိုစိတ်ထားနဲ့တားတို့သမီးတို့ငယ်ကလေးတဲ့အတူတူကြီးပြင်းလာတဲ့အချိန်ကြလို့ရှိရင်ကြီးလာတဲ့အချိန်ကြတော့ချစ်ခင်နဲ့တနက်ကင်ဆွဲစရာမလိုတော့ဘူးပေါ့နှလုံးသားဆိုတဲ့စိတ်စေတနာအုံနောက်ဆိုတဲ့တွေးခေါ်စင်ကြင်တုံတရားနဲ့တားတို့ကအကောင်းဆုံးဆိုတဲ့ဟာတွေအမုန်းတရားတွေမရှိပဲလောက်သွားနိုင်တော့အကောင်းဆုံးပေါ့နော်အမုန်းဆိုတာသိရမလားတယောက်မတွေ့ချင်ဘူးဟဲ့ကောင်ဟောကမနင်ငါမကြည့်ချင်ဘူးဟမ်နင်မနာကြီးနှခိုင်းရထော်နေတာပဲဟမ်ကောင်မငါ့ကိုနေပါလေပြောင်ပြရလားအမုန်းတရားတွေပေါ့ဟုတ်လားတောက်သမီးတို့အမုန်းတရားမရှိပဲနှလုံးသားဆိုတဲ့စိတ်ထားနဲ့ပဲချစ်ခင်ညီကိုမနမစိတ်ဓာတ်လေးတွေကိုဦးလေးကိုအတော်ကိုတငယ်ချင်းကိုမနမအကုန်လုံးချစ်ခင်နေသွားတော့ခါကြတော့ကောင်းတာဗောနော်ဥဒီမာနေရတာပြောလားပြောတယ်ဟုတ်ရဲ့လားဟုတ်တယ်တောက်သမီးတို့ပြောတယ်ဆိုတဲ့အဆောက်အုံလေးကိုဦးကြည့်ရတဲ့ခါကြတော့အခုလမ်းတစ်လျှောက်ဦးဖျားလာခဲ့တဲ့ဒီထိုင်းနိုင်ငံကရှိတဲ့ထိုင်းနိုင်ငံသားကလေးလေးတွေတက်တဲ့ကျောင်းရဲ့ဝင်ဝမှာထားတဲ့ဂိတ်ဆောက်တဲထဲတော့အစ100လောက်နှိမ့်နေတယ်ဂိတ်ဆောက်တဲထက်ကိုအစ100လောက်နှိမ့်နေသေးတယ်ကျန်တဲ့ကျောင်းဆောင်တော့ဦးမပြောလို့ဒါပေမဲ့တောက်သမီးတို့ပျော်တယ်ဆိုတော့ဦးတို့ရင်ထဲမှာကြီးကွက်ခံစားရပါတယ်ဒါကအမှန်တကယ်ကတိုင်းပြည်မှာအုပ်ချုပ်တဲ့ဒီအစိုးရလိုပဲတောက်သမီးတို့နားလည်အောင်ပြောရမှာပေါ့အစိုးရအားနည်းလို့နော်သူတို့မှာပြင်ဆင်စရာတွေအများကြီးရှိနေတယ်တောက်သမီးတို့အခုအဝေးကြီးကိုလာပြီးတော့နေကြပဲကြမှာတိုင်းတစ်ပါးကျမှလာပြီးတော့နေကြရတယ်ပျော်ရွှင်ချစ်ခင်လည်းမရှိကြဘူးနော်မကြခင်မှာဒီလိုတောက်သမီးတို့ရဲ့ဝမ်းနဲ့ကြေကောပဲကောင်းတဲ့အခြေအနေတွေကနေပြီးတော့လွန်မြောက်
ကိုမွေးရကိုရဲ့ဘိုးဘွားပြပြမိဘတွေရဲ့မွေးရဇာတိမှာပဲသွားပြီးကိုလို့ငင်းငင်းနဲ့နေနေတဲ့ခေတ်တစ်ခုရအောင်ဦးတို့စူးစမ်းမှာပေါ့နော်ဒါတို့ဒီမျိုးစိတ်မကောင်းပါဘူးလို့မြင်ရကြားရတယ်ဒီထက်ကြီးသွားတဲ့ကလေးတွေကြတော့ဆရာကျွန်တော်တို့ကဒီနေ့မှစဖွင့်တယ်ကျွန်တော်ဟုတ်လားကျန်တဲ့ဒီစာမြန်မာစာမဖတ်တတ်တဲ့ကလေးတွေကြဒီအထက်ဆိုတာ10နှစ်12နှစ်အထက်ကလေးတွေအတွက်ကြအောင်ဘလို့ဒီနာဝင်းကျင်မှာနေတဲ့လူတွေအတွက်ကိုစီစဉ်ပေးတာရှိတာမရှိဘူးဒီကျွန်တော်